အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဝက်ဥချိုဆက်ဆက်ကလေးချက်စားဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်ဝေမျှချင်ပါတယ်ခင်ဗျာကျွန်တော်တော့ဒီဝက်ဥချိုလေးတွေကိုပေါ့နော်ဈေးကနေဝယ်လာတယ်ကျွန်တော်အဲ့ဒါတွေကိုရီဆေးတန့်စင်ခုတ်ထည့်ပြီးတော့လှုပ်ထားပေးလိုက်ပါမယ်ခင်ဗျာအခုလိုမျိုးဒါရီဆေးတန့်စင်ခုတ်ထည့်ထားပြီးတဲ့ဝက်ဥချိုလေးတွေကိုတော့ကျွန်တော်ပြန်ပြီးတော့မှပို့ပြီးတန့်သွားအောင်လို့ကျွန်တော်ဆန်မုံလေးအနှဲငယ်ရယ်စားလေးအနှဲငယ်ထည့်ပြီးတော့တတိချချလေးနှံ့အောင်မွေလိုက်တယ်ပေါ့နော်ဒါမှလည်းအညစ်အကြေးတွေပြောင်းစင်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးတွေကိုတတိချာလေးနေပြီးတော့မှရေနဲ့တစ်ခါပြန်ပြီးတော့မှဆေးလိုက်ပါတယ်ဆမ်မုံလေးတွေနဲ့နေပြီးတော့မှဆေးလိုက်တာခုလိုမျိုးလေးပြောင်းသွားပြီပေါ့နော်ဒါဆိုရင်တော့ဒီအနေထားဆိုရင်တော့အလုံးတန့်စင်ပြီးသားဖြစ်သွားပါပြီဒါဆိုရင်တော့ကျွန်တော်တို့စားပြီးတော့ချက်ပါတော့မယ်ခင်ဗျမချက်ခင်မှာကျွန်တော်ရိုက်ဖို့မေးသွားတယ်ပေါ့နော်ကျွန်တော်ဒီဝက်ဥချိုလေးကိုပြုတ်တဲ့အချိန်မှာရိုက်ဖို့မေးသွားတဲ့အတွက်ကြောင့်မလို့ထည့်ပြီးမှပဲကျွန်တော်ရိုက်ဖြစ်တာပါတော့ပြုတ်တဲ့အချိန်မှာတော့ကျွန်တော်ဇပလင်လေးတစ်ပင်ထောင်းပြီးတော့မှထည့်လိုက်တယ်ပြီးတော့စားလေးအနှဲငယ်ထည့်ပြီးတော့မှကျွန်တော်ပြုတ်ထားလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ဝက်45မိနစ်လောက်ပြုတ်ပြီးတဲ့အချိန်မှာအခုလိုမျိုးလေးခရင်လေးနဲ့ထိုးကြည့်ရပါတော့အဲ့တော့လွယ်လွယ်ကူကူပဲထိုးလို့လွယ်သွားပြီဆိုရင်တော့ဒါရပါပြီဒါဆိုရင်ကျွန်တော်ကဒီအနေထားဆိုရင်ချလိုက်ပါပြီခင်ဗျာချလိုက်တဲ့အနေထားမှာဆိုရင်ရေကလည်းနည်းနည်းလေးတော့ကြံတာပေါ့နော်ကျွန်တော်အဲ့ဒီရေကိုပြန်သုံးပါမယ်ဆိုတော့စားပြီးတော့မှစက်သွန်နီစီတက်ဖို့အတွက်စီလေးအနှဲငယ်ထည့်တယ်ပြီးရင်တော့ကျွန်တော်စက်သွန်နီလေးလီထားတာလေးထည့်ပြီးတော့မှစက်သွန်စီတက်ထားပေးလိုက်ပါတယ်စီတက်တဲ့အချိန်မှာလည်းသူ့ကိုကျွတ်သွားအောင်စီမတက်ဘဲနဲ့နွမ်းသွားတဲ့အထိပဲကျွန်တော်ကစီတက်လိုက်ပါတယ်အခုလိုမျိုးစီတက်နေရင်လည်းမြန်မာဟင်းတွေရဲ့မပါမဖြစ်ပေါ့နော်ကျွန်တော်စနွေးမုံလေးကိုလည်းအနေငယ်ထည့်ပြီးတော့မှပြန်ကြော်လိုက်ပါတယ်သူ့တော့ကျွန်တော်အယောင်လာသွားဖို့အတွက်သုံးပါတယ်ခင်ဗျာအများကြီးမထည့်ပါဘူးနည်းနည်းလေးထည့်ပြီးတော့မှနွမ်းသွားတဲ့အထိကျွန်တော်ပြန်ပြီးတော့မှကြော်ထားပေးလိုက်တယ်ပြီးသွားခဲ့ရင်တော့ကျွန်တော်စက်သွန်ဖြူမြုပ်တီးထောင်းလေးကိုလိုက်ထည့်ပါတယ်ခင်ဗျာသူ့တော့ကျွန်တော်ကမြုပ်သီးလေးနဲ့စားကြည့်လို့ပေါ့နော်မြုပ်သီးဆက်ဆက်လေးနဲ့ဆိုရင်ပို့ပြီးတော့စားကောင်းတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်မြုပ်သီးလေးကိုနည်းနည်းပို့ထည့်လိုက်ပါတယ်ဒီလိုမျိုးလေးလဲခြောက်သွားပြီဆိုရင်တော့ကျွန်တော်အယောင်တင်မုံလေးနဲ့အနှဲငယ်သုံးပါမယ်ခင်ဗျာအယောင်တင်မုံကတော့စားလိစားထားမရှိဘူးပေါ့နော်ဒါပေမဲ့ဒီဝက်ဥချိုလေးမှာတော့ကျွန်တော်ထည့်ဖြစ်လိုက်ပါတယ်ပြီးတော့ရင်တော့ခုနကပြုတ်ထားတဲ့ဝက်ဥချိုလေးကိုကျွန်တော်ထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်အနှဲငယ်မှွေထားပေးလိုက်ပါမယ်ဝက်ဥချိုလေးတွေကတော့စားကောင်းမဲ့ပုံပဲနော်ကြည်ရတာတကယ်လည်းအရင်စားကောင်းပါတယ်ခင်ဗျာခုလိုမျိုးလေးလိုက်ပြီးတော့မှတီချာလေးလိုက်ချက်ကြည့်လိုက်ပါပြီးရင်တော့အနံ့အရသာတွေအတွက်ကျွန်တော်တေချဘိုးခောက်ရဲဖာလာစီလေးတွေနည်းနည်းလိုက်ထည့်ပါတယ်အရသာအတွက်ကိုတော့စားနှဲငယ်ပင်ကြုံမုံနှဲငယ်ရဲ့ PUC လေးတွေထည့်တယ်ပြီးရင်တော့ကျွန်တော်ဘဲငန့်ပြာကြီးလေးနည်းနည်းထည့်ပါတယ်ခင်ဗျာအဲ့ဒါလေးတွေကိုနှမ်းအောင်မှွေထားပြလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်ရေလေးနည်းနည်းလေးထည့်ပြီးတော့မှသူ့ကိုအဖုံးအုပ်ပြီးတည်ထားပြလိုက်တယ်ပေါ့နော်9မိနစ်9မိနစ်လောက်ကျွန်တော်တည်ထားပြလိုက်တယ်9မိနစ်လောက်အဖုံးလေးအုပ်ပြီးတော့မှနှက်ထားတဲ့အချိန်မှာဒီလိုနေထားလေးဖြစ်ပြီဆိုရင်တော့ရပါပြီခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ခင်ဗျာ